ဟင်းချက်ပြန်ပွဲမှာအမျိုးသားတယောက်ဟာချက်ပြုတ်ရမယ့်ကုန်ကြမ်းအဖြစ်အေးရမှာနွားကြောရုပ်ကြီးကိုမဲနိုင်ရရှိသွားပါတယ်။ဒါကိုမြင်တဲ့ပရိသတ်တွေကတော့သူတို့ရှုံးတော့မှာပဲလို့ချက်ချင်းတွေးလိုက်ကြပါတယ်။ပြန်ပွဲအချိန်ကလည်းအကန့်အသတ်ရှိတာကြောင့်ဒီလောက်ကြီးမားတဲ့အယူကြီးကိုကင်တွယ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်နေကြတာပါ။တကယ်ပဲတခြားပြန်ပွဲဝင်တွေကကုန်ကြမ်းတွေကိုပြင်ဆင်ပြီးနေပြီဖြစ်ပေမဲ့အမျိုးသားကတော့အယိုးပေါ်ကအသားတွေကိုခုမှနှွှဲလို့ပြီးုံရှိပါသေးတယ်။ဒါပေမဲ့သူဟာထိတ်လန့်မသွားပဲဟင်းခက်အမွေးအကြိုင်တွေထည့်ပြီးအမဲသားကိုစတင်နူးအေးအောင်ချက်ပါတော့တယ်။အဲ့ဒီအချိန်မှာပြန်ပွဲဝင်တယောက်ကဟင်းပွဲပြင်ဆင်ပြီးသွားလို့ဒိုင်လူကြီးစီယူသွားပါတယ်။ဒိုင်တယောက်ကဟင်းကိုမြည်ကြည့်လိုက်တဲ့အခါသူ့ရဲ့မျက်နှာမူရကရုတ်တရက်ပြောင်းလဲသွားပါတယ်။တကယ်တော့အဲ့ဒီဒိုင်လူကြီးဟာနားချက်အသေးလေးတစ်ခုကိုတက်ထားတာဖြစ်ပြီးသူ့ကိုစကားပြောနေသူကတော့အဲ့ဒီပြန်ပွဲဝင်ရဲ့အလို့ရှင်တတိဖြစ်နေပါတယ်။အချင်းပြဒိုင်လူကြီးဟာဟင်းပွဲကိုအလုံးအကျွန်းကြီးမားကန်းဖွင့်ပြီးတခြားဒိုင်တွေရဲ့အမြင်ကိုပါလွှမ်းမိုးဖို့ကြိုးစားပါတယ်။သူ့ရဲ့လှည့်ကွက်ကြောင့်ပဲအဲ့ဒီပြန်ပွဲဝင်ဟာမမျှော်လင့်ပဲအမှတ်အများကြီးရရှိသွားပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားရဲ့နွားကြောရိုးဟင်းကတော့ခုမှနူးယုံပဲရှိပါသေးတယ်။အချိန်ကလည်းကုန်ကနေနေပါပြီ။နောက်ထပ်ပြန်ပွဲဝင်တယောက်ကဟင်းပွဲတင်ပြပေမဲ့သူကတော့အတင်းနဲ့အချိတ်ဆက်မရှိတာကြောင့်အချင်းပြဒိုင်လူကြီးကမြည်ကြည့်ပြီးတာနဲ့အရန်ဆိုးတာပဲလို့ချက်ချင်းအော်ပြောလိုက်ပါတယ်။တချို့ဒိုင်လူဆိုရင်မြည်တောင်မကြည့်ရသေးပဲသူ့နောက်လိုက်ပြီးအမှတ်နည်းနည်းပဲပြေးလိုက်ကြပါတယ်။ရလက်တွေကိုကြည့်ပြီးတတိဖြစ်သူကကျင်းနေပါတယ်။အမျိုးသားကဟင်းမပြီးသေးတာကိုမြင်တော့အချိန်9မိနစ်ပဲလိုတော့တာကြောင့်သူတော့ရှုံးဖို့တေချာသွားပြီလို့မောက်မာစွာကြေညာလိုက်ပါတယ်။ပရိသတ်တွေကတော့အမျိုးသားအတွက်ရင်တစ်ထိတ်ထိတ်နဲ့ကြည့်နေကြပါတယ်။ဒါပေမဲ့သူကပရိသတ်ကိုစိတ်မပြတ်စေခဲ့ပါဘူး။သူကအမဲသားတွေကိုလှိဖြတ်ပြီးနွားကြောရိုးပေါ်မှာပြန်စီလိုက်ပါတယ်။ပြီးနောက်ဖယုံကြီးတွေကိုခြေသေးပုံထွင်းထုတ်လိုက်ပါတယ်။အဲ့ဒီခြေသေးတွေကိုနွားရိုးပေါ်မှာတက်ဆင်လိုက်တဲ့အခါမှာတော့လူလိုက်အထင်သေးခဲ့တဲ့ကုန်ကြမ်းကိုအသုံးပြုပြီးသူဘာကိုဖန်တီးလိုက်တယ်ဆိုတာအားလုံးရိပ်မိသွားကြပါတယ်။သူဟာငကားတကောင်ကိုတိဆောက်လိုက်တာဖြစ်ပြီးအချိန်အမီမှာလည်းအပြီးတက်နိုင်ခဲ့ပါတယ်။ဟင်းပွဲကိုတင်ပြလိုက်တဲ့အခါဒိုင်လူကြီးတွေအားလုံးမှင့်တက်သွားကြပါတယ်။ဒါဟာအစားအစာတင်မဟုတ်တော့ပဲအမှုပညာလက်ရာတစ်ခုဖြစ်နေလို့ပါ။တတိဖြစ်သူကတော့အန်အော်လို့စွန့်အားသွားပြီးအချင်းပြဒိုင်လူကြီးကိုအဲ့ဒီအမျိုးသားကိုပြန်ပွဲကနေထုတ်ပယ်ဖို့ချက်ချင်းအမိန့်ပေးပါတယ်။ဒါပေမဲ့ဟင်းကိုမြည်ကြည့်ပြီးတဲ့နောက်မှာအချင်းပြဒိုင်လူကြီးကမှအပြစ်ပြောစရာတစ်ခွက်မှရှာမတွေ့ခဲ့ပါဘူး။ဒါကြောင့်သူကဟင်းပွဲတင်တာနောက်ကျတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမှတ်တွေကိုရှော့ပစ်ဖို့ကြိုးစားပါတယ်။ဒါကိုမြင်တဲ့ပရိသတ်တွေကဒေါသထွက်ကုန်ကြသလိုဒိုင်ဂျုံကြီးကလည်းတခုခုမှားနေပြီဆိုတာကိုရိပ်မိသွားပါတယ်။အချင်းပြဒိုင်လူကြီးအမှတ်နဲ့ဖြစ်နေတော့ဒိုင်ဂျုံကြီးကသူ့ကိုအသားလေးတိုက်မိလိုက်တဲ့အခါဝတ်ထားတဲ့နားချက်လေးကချမ်းပြေပေါ်ပုတ်ကျသွားပါတယ်။အမှန်တရားကပေါ်ပေါက်သွားပါပြီ။ဒိုင်ဂျုံကြီးကအမှတ်တွေကိုအစကနေပြန်ပေးဖို့အမိန့်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့အမျိုးသားကထိုက်ထိုက်တန်တန်ပဲပထမဆုကိုရရှိသွားပြီးနိုင်ငံတော်အဆင့်ပိုလူပွဲကိုတက်လှမ်းနိုင်ခဲ့ပါတယ်။အချင်းပြဒိုင်လူကြီးကတော့သူ့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံယူရတော့မှာပဲဖြစ်ပါတယ်။